ဘောလုံးမြောင်းရွှေဈေးကွက်တာတဖေးဖေးနဲ့ပို့ပြီးတော့ပူလာပြီဗျကဲဒီနေ့တော့လေအတီပုတ်ပြီးသားဒီကြီးတွေတားနှံ့ချတဲ့ညီနိုင်မှုတွေပြီးတော့အသင်းကြီးရဲ့အရေးကြီးရဲ့ဆုံးဖြတ်ချက်တွေအကြောင်းကိုအားလုံးနဲ့အတူတူကြီးသွားကြရအောင်ကဲဇန်နဝါရီဈေးကွက်မှာဘယ်လိုနေရာရွှေ့ကြမလဲဒါကတော့အားလုံးကစိတ်ဝင်စားစွာနဲ့စောင့်ကြည့်နေကြတာပေါ့နော်ဟုတ်ပြီပထမဆုံးအနေနဲ့ confirm ဖြစ်သွားတဲ့သတင်းတပုံနဲ့ပဲအရင်ဆုံးစလိုက်ကြရအောင်ဒီနေ့ deal of the day ကတော့ Premier League ကနေ Netherlands League ကိုကူးပြောင်းသွားတဲ့ကစားသမားတယောက်ရဲ့သတင်းမှာပဲဟုတ်ပါပြီအပိသက်သွားပါပြီအာဆနယ်ရဲ့ကစားသမား Alexander Zinchenko သူက Ajax အသင်းစီကိုယာဒီကွန်အထိအငှားစာချုပ်နဲ့ပြောင်းရွှေ့သွားပါပြီ Nottingham Forest မှာငှားသွားကစားပြီးတော့ Arsenal ကိုခဏပြန်ရောက်လာပေမဲ့ကွဲထွက်ခွင့်ပိုရဖို့အတွက် Ajax ကိုရွေးချယ်လိုက်တာပေါ့ဒါကသူ့ရဲ့ career အတွက်တကယ်ကိုရေးကြီးတဲ့အလဲပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်ကဲ Premier League ဘက်ကိုတစ်ချက်ပြန်လှည့်ကြည့်အောင်အသင်းကြီးသုံးသင်းရဲ့အပြောင်းရွှေ့ဇာတ်လမ်းတွေကဒေါ်လီစိတ်ဝင်စားစရာကောင်းနေတယ် Chelsea ကနောက်ခံလူတစ်ယောက်တည်းစေကြီးပြီးပြီးတော့ကိုစူးစမ်းနေတယ်အဲ့အချိန်မှာ Man United ကတော့ဖြူအမျိုးဆွတ်ဖက်ချက်တစ်ခုချရဖို့ရှိနေပြီး Man City ကတော့လေတိတိနဲ့အလုပ်ဖြစ်သွားတဲ့ပုံမှာပဲအိုးယူရိုတန်း90တော်တော်များတဲ့ပမာဏနော်ဒါကပြင်သစ်ကလ Run သင်းကသူတို့ရဲ့နောက်ခံလူ Jeremy Jacket အကလာတောင်းဆိုနေတဲ့ပြောင်းရွှေ့ချေပါဒီလိုများတဲ့ပမာဏကတော့ Chelsea ရဲ့ season တို့တကယ်ပဲစိန်ခေါ်နေတာပေါ့ Ransbeck ကတော့ရည်တည်ချက်ကရှင်းရှင်းလေးပဲသူတို့က Jacket ကိုကဘာအကောင်းဆုံးလူငယ်နောက်ခံလူတွေထဲကတယောက်လို့သတ်မှတ်ထားတယ်ဒါကြောင့် Club အကစန်ချင်တင်ပြောင်းရွှေ့ကြည့်ကိုလိုချင်နေတာအရင်တော့က Jeremy Doku ကို Man City စီယူရို64တန်းနဲ့ရောင်းခဲ့ဘူးလေအခုအဲ့ဒါပုံများတဲ့ငွေကိုမျှော်လင့်နေတာဆိုတော့ Chelsea တို့ကတော့ဒီညီနိုင်မှုကတော်တော်လေးခက်ခဲဦးမှာထင်ကြပါတယ်ဒါပေမဲ့ Chelsea ကလည်းလက်မလျှော့သေးဘူးရပထမဆင်သွေးဆုံမှုတွေကတော့ပြီးသွားပြီအခုတရားဝင်ကမ်းလှမ်းမှုတစ်ခုကိုအများဆုံးပြင်ဆင်နေလေသဘောတူညီမှုရဖို့အတွက်ဒီတစ်ပတ်ထဲမှာပဲထပ်ပြီးတော့ဆက်သွေးဆွေးနွေးသွားဖို့ရှိတယ်လို့သိရပါတယ်ဆိုတော့ဒီဇက်လန်ကတော့ဆက်ပြီးစောင့်ကြည့်ရအောင်ပါပဲအဓိကကတော့ညှိနှိုင်းမှုတွေကရပ်မသွားပဲရှစ်ဆက်နေတုံးဆိုတာပါပဲကဲ Manchester United စီသွားကြည့်အောင်သူတို့စီမှာတော့အတွင်းပိုင်းမှာမဟာဗျူဟာနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေကတော်တော်လေးပြင်းထန်နေတယ်သူတို့ရဲ့အဓိကမေးခွန်းကရှင်းရှင်းလေးပဲအခုဇန်နဝါရီမှာချက်ချင်းစေကွက်ထဲဝင်မလားဒါမှမဟုတ်နွေရာသီမှာလာမယ်ပူကြီးတဲ့အခွင့်အရေးတွေကိုပဲစောင့်လားဆိုတာပါပဲသူတို့ရှင်းမှာရွေးစရာလမ်းကနှစ်ခုရှိနေပေါ့ဗျာတလန်းကအခုဇန်နဝါရီမှာအသင်းကိုချက်ချင်းအားဖြည့်ပေးနိုင်မယ် opportunity player တယောက်ကိုခွင့်ရယူပြီးခေါ်လိုက်မယ်နောက်တလန်းကတော့စိတ်ရှိထားပြီးနွေရာသီအထိစောင့်ပြီးမှနီးပြတဲ့ရဲ့လိုအပ်ချက်တိုင်းရင်းနှီးမြှုပ်နှံမှုကြီးတွေလုံးမယ်ဆိုတာပဲ Michael Carrick ရဲ့သဘောထားလဲပါဝင်မဲ့ club ရဲ့အရေးကြီးတဲ့စီးဝဲတစ်ခုကသူ့ရဲ့ယာဒီ web plan ကိုအဆုံးဖြတ်ပေးသွားမှာပါ Now Chad here we go တဲ့တဲ့တဲ့ဒီတခါတော့ Man City ဘက်ကပါ Crystal Palace ရဲ့ cancel မှု Mark Guehi သူ Man City ကိုပြောင်းဖို့အရာအလုံးပြီးစီးသွားပါပြီဟုတ်ပါတယ်ဒီပြောင်းရွှေ့ကတရားဝင်ကိုပြီးသက်သွားပါပြီ done deal ပါဒီရဲ့အသေးစိတ်ကိုကြည့်ရရင်ပေါင်တန်း20အပြင် add-ons တွေလည်းပါဝယ်ပါတယ်အမှန်တမ်းပြောရရင်ဒီနေ့ခေတ်ဈေးဖွဲ့ထဲမှာဒီလိုအရေးတွေးရှိတဲ့နောက်ခံလူတယောက်အတွက်ဒါကတော်တော်လေးကိုအကောင်းမွန်တဲ့အယောင်းဝယ်တစ်ခုလို့ပြောလို့ရတယ်စစ်စစ်မှုတွေလည်းအောင်မြင်ပြီးသွားပြီဆိုတော့ဂေဟီတယောက်ပက်ကွာဒီယိုလာရဲ့ကဘာစစ်နောက်တန်ကိုအားဖြည့်တော့မှတေးချသွားပါပြီကဲအင်္ဂလန်ကနေစပိန်ဘက်ကိုတစ်ခေါက်ကုကြည့်ကြအောင်လာလီဂါမှာကတော့အပြောင်းရွှေ့လီထစာချုပ်ထဲကအချက်လက်လေးတွေနဲ့ကစားသမားတွေရဲ့အနာဂတ်အကြောင်းတွေကပိုပြီးစိတ်ဝင်စားဖို့ကောင်းနေတယ်ရီယယ်မက်ဒရစ်ရဲ့ကျေပွင့်လေးတူနဲ့ဘာစီလိုနာကနေထွက်ခွာဖို့ချိနေတဲ့ကစားသမားနှစ်ယောက်ရဲ့အခြေအနေကိုကြည့်လိုက်ကြအောင် recall clause ဆိုတာဘာလဲဆိုတာကိုအရင်ဆုံးခက်မှတ်မြန်လေးရှင်းပြချင်ပါတယ်ဒါကဘာလဲဆိုတော့အငှားချထားတဲ့ကစားသမားတယောက်ကိုသူ့ရဲ့မူရင်းကလပ်ကနေအရေးပေါ်ချီနေမျိုးမှာတတ်မှတ်ကာလမပြေခင်ပြန်ခေါ်ခွင့်ရှိတဲ့စာချုပ်ထက်ကချက်တစ်ချက်ပါပဲရိုးရိုးလေးပါပဲအခုဒီ recall clause က Real Madrid ရဲ့လူငယ်ချီအပွင့် Endrick ရဲ့ Lion နဲ့အငှားစာချုပ်မှာပါနေတာပါ Real Madrid အငင်းနဲ့သူ့ကို January 20မထိုင်ခင်ပြန်ခေါ်ခွင့်ရှိလေဒါပေမဲ့သူတို့ကဒီအခွင့်အရေးကိုအသုံးမချတော့ဘူးလို့ဆုံးဖြတ်လိုက်ပါပြီဘာလို့လဲဆိုတော့ Endrick က Lion မှာချီစွမ်းကောင်းနဲ့ပြနေတယ်ပြီးတော့သူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အဲ့ဒီနေရာကအကောင်းဆုံးပဲလို့ကလပ်ကယုံကြည်နေလို့ပါပဲဘာစီလိုနာမှာတော့အသင်းကနေထွက်ခွာမဲ့ကစားသမားတွေရှိနေတယ်ပထမတစ်ယောက်က Jibril Sao သူကတော့ယူရို6တန်းနဲ့ PSG ကိုပြောင်းဖို့ကအပိသက်လူနီးပါပဲနောက်ပြီးပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့တဲ့င်းကဂိုးသမား Marc-Andre ter Stegen ပါပဲသူကလာမဲ့ကပောက်ဖလာမှာပွဲထွက်ခွင့်ပုံမှန်ရဖို့အတွက်အသင်း for Girona စီကိုအငားနဲ့ပြောင်းရွှေ့ဖို့သဘောတူညီလိုက်ကြပြီတဲ့အခုကတော့ club လက်တင်ချာညီညိုင်းမှုတွေပဲကြံတော့တယ်လို့ဆိုပါတယ်ကဲဒါဆိုရင်တော့ဒီနေ့ရဲ့အပြောင်းအရွှေ့လောကတွေကအဓိကအဖြစ်တွေကတော့ဒါတွေပါပဲအပီတော့သွားတဲ့ဒီတွေဆက်ပြီးညနိုင်နေရဆဲအခြေအနေတွေနဲ့အနာဂတ်မှာဘာတွေဆက်ဖြစ်မလဲဆိုတာကိုအထိုးချုပ်လေးပြန်ကြည့်လိုက်ကြအောင်ဒီနေ့အဓိကသတင်းတွေကိုအမြန်ပြန်ချုပ်ရမယ်ဆိုရင်တန်ဒီဇရေအနေနဲ့ Zinchenko က Ajax ကို Guehi က Man City ကိုပြီးတော့ Sound က PSG ကိုရောက်သွားပါပြီ
ညနိုင်နေဆဲကတော့ Chelsea က Jeremy Jackie ကိုခေါ်ဖို့အပြင်းထန်ကြိုးစားနေတော့ပဲဆော့ဘက်ချက်ချဖို့စောင့်နေရတာက Man United ရဲ့ January plan ပါပြီးတော့နေရာမရွှေ့ပဲဆက်ရှိနေမဲ့သူကတော့ Endrick သူကတော့ DRD ကိုအထိ Leon ပါပဲဆက်ရှိနေမှာပါ ကဲနောက်ဆုံးအနေနဲ့ဒီမေးခွန်းလေးနဲ့ပဲအဆုံးသတ်လိုက်ပါစေအခုလိုအပြောင်းရွှေ့ဒီ transfer ဖြစ်နေချိန်မှာဈေးကွက်မပိတ်ခင်မှာမတို့တော့ကစားသမားကြောင့်၄ဘောလုံးနေပြီဆိုပြီးအလွန်အဆုံးဖြစ်နေတဲ့အသင်းကဘယ်သင်းဖြစ်မလဲစဉ်းစားကြည့်ကြပါဦး